မြဲစေဖို့အတွက်ပြီးရင်ဒါတော်လိုင်းရှင်မှချက်ပြည့်ဝသည့်ထိပေါ့နော်အဆုံးထိသွားမယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့လိုပုံစံမျိုးပို့လိုက်ပြီးတိတ်မကြခင်မှာပဲနိုင်ငံတော်သမ္မတမင်းအောင်လှိုင်ဦးမင်းအောင်လှိုင်ဆိုပြီးတော့ထပ်ပြီးတော့မင်းအောင်လှိုင်ကိုတဝင်လွှာပေးပို့လိုက်တာကြတော့ပေါ့နော်ဒါတော်တော်လေးတော့အစင်မပြေဖြစ်ခဲ့ကြအမှဆုံးအနေနဲ့ကတော့ဒီ TNL အကြောင်းပဲကျွန်တော်တို့ပြောရလိမ့်မယ် TNL ကအာဏာသိမ်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ဒါ2026 April လပထမအပတ်မှာသူသမ္မတတာဝန်ယူပြီးတော့အရသာအစိုးရတစ်ဖွဲ့စည်းလိုက်ခြင်းကိုကြိုးစိုးကြောင်းဂုဏ်ပြုတဝင်လွှာပေးပို့လိုက်တယ်ပေါ့နော်မင်္ဂလာပါခင်ဗျာຫນွေဦးတော်လန်အေးရဲ့နောက်ဆုံးရသတင်းတွေကိုအချိန်နဲ့တပြေးညီနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျာဒီဘောမှာတော်တော်လေးလည်းအံ့ဩကြရတာလေးတွေ့ရလိမ့်မယ်ပေါ့နော်အဲလည်းအံ့ဩကြတယ်ယူကျုံများလည်းဖြစ်ကြတယ်စိတ်ဆိုးဒေါသထွက်တာတွေလည်းရှိမယ်ပေါ့နော်ပြီးတော့ငါတို့မပြောခဲ့ဘူးလားဆိုတဲ့ပုံစံမျိုးပြောဆိုနေကြရလဲတွေ့ရပါလိမ့်မယ်အဲ့တော့ဘာပြောသလဲဆိုတော့တရုတ်ရဲ့ဂျာဝင်စေ့စပ်မှုနဲ့ hiking သဘောတူညီချက်အရပေါ့နော်ဒီအဲ့သဘောတူညီချက်ကနေတဆင့်6ချိန်မြောက်ဆွေးနွေးပြီးတဲ့အချိန်မှာတော့စစ်ကောင်စီနဲ့အပြစ်ခတ်ရစဲရေးစာချုပ်ကို2025အောက်တိုဘာ28ရက်မှာလက်မှတ်ထိုးခဲ့တယ်ပေါ့နော်ဒါကကျွန်တော်တို့သုံးလုံးနေကြအသုံးလုံးနေတိုင်းပဲကျွန်တော်ပြောသွားတာပေါ့နော်တကယ်တမ်းမှာဒီစစ်ကောင်စီအကြိုက်စကလုံးနေသုံးလုံးပြီးတော့ပြောသွားရလေတွေ့ရပါလိမ့်မယ်ပေါ့နော်ဒါတတိယပိုင်းမှာဆိုရင်မြန်မာတပ်မတော်နဲ့အတူပေါ့နော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်ဤမြန်မာအစိုးရအသစ်နဲ့ပေါ့နော်ဒါအပြစ်ခတ်ရစဲရေးဂရိကဝတ်များကိုဆက်လက်ထိန်းသိမ်းပြီးတော့နိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာနိုင်ရန်အထူးမျှော်လင့်ထားပါကြောင်းဤတဝင်လွှာကိုပေးပို့လိုက်ပါသည်တဲ့အဲ့တော့ဒီပုံမှာတော့တော်တော်လေးစိတ်မကောင်းဖြစ်ရပါလိမ့်မယ်ပေါ့နော်တော်တော်လေးလည်းစိတ်ဆိုးဒေါသထွက်ကြပါလိမ့်မယ်ပြောဆိုဝေဖန်နေတာတွေလည်းအများကြီးတွေ့မြင်ရပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးစာထုတ်ပြန်လိုက်ပြီးဟေ့ဆိုတဲ့ခါကျရင်တော်လန်ပြည်သူတွေဘလို့တုံ့ပြန်မလဲဆိုတာကိုတော့ဒါ TNL ဘက်ကလည်းကြိုတင်မျှော်တွေးထားပြီးဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအနေထားကိုသိရတဲ့နဲ့တောင်မှပဲအခုလိုမျိုးဒီစာထုတ်လိုက်ခြင်းအဖြစ်တို့မှလည်းအကြောင်းရင်းတော့ရှိမယ်လို့တချို့ကလည်းဖြည့်ပြီးတော့တွေးကြရတယ်လည်းရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒီလက်ရှိအခြေအနေရလက်ရှိအချိန်ကာလအရတော့ဒီလိုမျိုးစာထုတ်လိုက်ခြင်းကပြည်သူလူထုကိုစိတ်ဆိုးဒေါသထွက်စေတာတော့ဒါလုံးဝညှင်းလို့မရတဲ့အမှန်တရားဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ပြည်သူလူထုကအများကြီးမျှော်လင့်ထားကြရရှိတယ်ပေါ့နော်TNL အနေနဲ့ပေါ့နော်ရှေ့ပိုင်းကာလတွေမှာစစ်ကောင်စီနဲ့အပြစ်ခတ်ရစဲတာမျိုးတွေသဘောတူပြီးတော့မျိုးတွေပြန်ပေးတာမျိုးတွေပေါ့နော်အဲ့ဟာတွေအပေါ်မှာလဲပေါ့နော်ဒါတရုတ်ရဲ့ PR တရုတ်ကိုမလွန်ဆန်နိုင်လို့ပြီးရင်ဒါသူတို့ထုတ်ပြန်တဲ့ဘုံကျဲလို့ပြည်သူတွေဒုက္ခရောက်လို့စနစ်တကျအကြောင်းအရာတွေကိုဖြစ်တွေးပေးကြတဲ့ပြည်သူတွေလည်းရှိပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ဒီချိန်ဒီကာလဒီအနေထားမှာကြတော့ဒီလိုမျိုးစာကြီးထုတ်ပြန်လာလိုက်တဲ့ခါကြတော့ပြည်သူတွေကစိတ်ဆိုးဒေါသထွက်ကြတာပေါ့လေနော်ဘာကြောင့်လဲဆိုတော့တခုဒါတကြံကာလတောတွင်းမှာကိုပဲပြည်သူတွေဘယ်လောက်ထိခံစားနေရတယ်လဲပေါ့နော်မြို့ပေါ်လိုနေရာမျိုးတွေကိုစစ်ကောင်စီကဒါအတင်းအကျပ်ပုံစံမျိုးနဲ့ဒါလုံးဝနိုင်ငံကြီးကအေးဆေးဖြစ်သွားပြီမင်းအောင်လှိုင်သမ္မတဖြစ်ပြီးတဲ့နောက်ပိုင်းမှာသမ္မတအမိခံပေါ့နော်ဒါလှုပ်ပြီးတဲ့နောက်ပိုင်းမှာဒီနိုင်ငံကအေးချမ်းသွားပြီဆိုတဲ့ပုံစံမျိုးနဲ့တကြံပွဲတွေကိုပေါ့နော်မစီကားစီကားအောင်လုပ်နေတာရှိသလိုအညာဒေသဘက်တွေမှာပေါ့နော်ဒီအထဲမှာကိုပဲစစ်ကောင်စီရဲ့ရုပ်မာမှုတွေကြောင့်မလို့ဒါအင်ဂျီရာပေါင်းများစွာပေါ့နော်အင်ဂျီ600လောက်ထိဒါလုံးဝပြကျသွားတဲ့အနေထားတွေလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်ပြီးရင်လေကြောင်းတိုက်ခိုက်ခံရတဲ့ကြေးရွာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်အဲ့တော့တနေရာမှာဒီလိုမျိုးပုံစံမျိုးလောက်ထားတဲ့မျိုးပေါ်နေရာတွေမှာအဆင်ပြေတယ်ဆိုတော့နောက်ထပ်တနေရာမှာကျတော့လုံးဝငရဲကန်းပုံစံမျိုးလောက်ခံရတာရှိတယ်ပေါ့နော်အဲ့တော့အဲ့အချိန်တွေမျိုးမှာပဲလုံးဝမင်းအွန်လိုင်းကိုဆဲဆိုနေပါတယ်ဆိုရယ်ပြည်သူလူထုထပ်ပြီးတော့ဆဲရမယ်နောက်တစ်ခုကတွေ့သွားသလိုကိုဖြစ်သွားစေတယ်လို့ဒါကျွန်တော်တို့ယူဆတယ်ပေါ့နော်အဲ့တော့ဒါကတော့လူပြောအများဆုံးကိစ္စပဲဖြစ်တယ်ပြည်သူကတော်တော်လေးစိတ်ပြတ်သွားတဲ့အနေအထားပေါ့နော်ပြောမယ်ဆိုရင်ဒါ1027စစ်စင်ရေးပါဝင်ဆင်နွှဲခဲ့တဲ့ TNL ကလူထုထောက်ခံမှုကိုစောပိုင်းကာလမှာအပြည့်အဝကိုရရှိခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းတရုတ်ကိုမကင်းနိုင်တဲ့တရုတ်ရဲ့ဖိအားပေးမှုနဲ့အချို့နယ်မြေတွေကိုစစ်ကောင်စီစီပြန်ပေးရတယ်စစ်ကောင်စီနဲ့လည်းအပြစ်ခတ်ရက်ခဲ့တယ်မိုးကုတ်ကိစ္စမှာဆိုရင်လည်းပေါ့နော်ပြည်သူလူထုကတော်တော်လေးစိတ်ဆိုးကြတာတွေ့ရပါလိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့မိုးကုတ်မှာဒါစစ်ကောင်စီနဲ့အပြစ်ခတ်ရက်စဲသဘောတူလိုက်တယ်ပေါ့ဗျာ။အဲ့လိုသဘောတူပြီးတဲ့နောက်ပိုင်းမှာသူတို့ရက်စဲလိုက်တာတော့မှကိစ္စမရှိဘူး။ဒါခွင့်လွှတ်နိုင်သေးတယ်။သူတို့ PR တွေကြောင့်မလို့ဒါလက်ခံနိုင်သေးတယ်။ဒါပေမဲ့လည်းဒီစစ်ကောင်စီကိုမိုးကုတ်မြို့ထဲထိတည်လာပေးတာကြီးကတော့မဟုတ်သေးဘူးဆိုပြီးတော့ဒါပြည်သူတွေယူကျုံများဖြစ်ကြရရှိတယ်ပေါ့နော်စိတ်ဆိုးဒေါသထွက်ကြတာတွေရှိတယ်အဲ့တော့ကိုယ်တိုင်ကအပြစ်ရက်တဲ့အပြင်ရထားပြီးသားမျိုးတွေကိုစစ်ကောင်စီအဖွဲ့တွေအစဉ်ပြေပြေဝင်နိုင်အောင်တေချာလွှဲပြောင်းပေးသွားတယ်ပေါ့နော်မိုးမိတ်လည်းထုံနီး၎င်းပဲဖြစ်တယ်အဲ့တော့တော်လိုင်းအင်အားစုတွေမိုးကုတ်မျိုးတွေကနေပြီးတော့ထွက်ခွာခိုင်းတဲ့ဟာတွေလည်းတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တုန်းကဆိုရင်တော်တော်လေးစိတ်ဆိုးကြတယ်ပေါ့ဗျာမချစ်တင်ငယ်ဖြစ်ကြတယ်ဒါမဲ့လည်းနီးမျိုးစုံနဲ့တော့စိတ်တက်တွေမြင့်တင်ပြီးတော့ဒါပါဝင်ခဲ့ကြတယ်ပေါ့နော်ဆိုတာကမျိုးတွေကနေပြီးတော့ဒီလိုမျိုးထွက်သွားရတယ်ဆိုရင်တော့မှပဲငါတို့ကဒီမျိုးနေရာတွေမှာရှိမယ်ဆိုပြီးတော့လှုပ်ဆောင်ခဲ့တဲ့အပိုင်းတွေလည်းဒါမြင်တွေ့ကြမှာဖြစ်တယ်ပေါ့နော်ဒါမဲ့လည်းရပြီးသားမျိုးကိုဒီလိုမျိုးအေးဆေးလက်လွတ်ပေးလိုက်ရတယ်ပြီးရင်စနစ်တကျကြီးကိုပြန်ပြီးတော့လွှဲပြောင်းပေးလိုက်ရတယ်သူတို့ကအခန့်အသင့်ဝင်ပြီးတော့နေရာယူတယ်
ပြီးတာနဲ့သူတို့ရဲ့နေမီဆုံးဝေးကိစ္စတွေအုပ်ချုပ်ရေးရန်တွေပြန်ပြီးတော့လေပတ်နိုင်အောင်လှုပ်ဆောင်တာကိုမြင်ဝါထင်ထင်မြင်တွေ့ခဲ့ရတာကြီးကရင်နာစရာကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုတွေကြုံတွေ့နေချိန်မှာတချို့ပြည်သူတွေကနောက်ွယ်ကနေပြီးတော့ဒါလှုပ်ဆောင်ပေးတာတွေလည်းရှိနိုင်ကောင်းပါတယ်ဆိုပြီးတော့ဖြည့်တွေးပေးကြရတယ်လည်းရှိတယ်တကယ်ကူညီပေးနေလားဆိုတာတော့ဒါကျွန်တော်တို့လည်းမသိနိုင်ဘူးပေါ့နော်ဒီလိုပဲဒါတရုတ်ရဲ့ PR ကလည်းဘလောက်အတိုင်းထားတိရှိသလဲဘယ်လိုမျိုးအနေထားတိစိုးဝါနေသလဲဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေမသိနိုင်ပါဘူးပေါ့နော်ဒါထုတ်ပြန်လာခြင်းလည်းမရှိပါဘူးအဲ့တော့ TNL ကစစ်ကောင်စီကိုပြန်တိုက်တဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လိုင်းတပ်ဖွဲ့တွေမှာပေါ့နော်မြောက်လိုင်းရဲ့အမိကန်အစိုးရကိုကြိုးစိုးကြောင်းပထမဆုံးဂုံပြုတ်တဝင်လွာပေးပို့လိုက်တဲ့အဖွဲ့လည်းဖြစ်တယ်အဲ့တော့ TNL လိုပဲဒါဝါနဲ့မိုင်းလာတို့ကလည်းတဝင်လွာပေးပို့ထားတာတွေရှေ့ရက်မှာရှိတယ်ပေါ့နော်အဲ့တော့ဒီမတိုင်ခင်မှာဒါ MNDAA နဲ့ TNL ကအာခတ်တပ်တော် AA ရဲ့18နှစ်ပြည့်ဒါတက်မွေးနေ့လို့ပြောရမှာပေါ့နော်18နှစ်ပြည့်အခမ်းအနားကိုတဝင်လွာပေးပို့ခဲ့တာရှိတယ်ညီနောင်မဟာမိတ် PP ပေါ့နော်ချစ်ကြည်ရင်းနှီးမှုမပြတ်ဖဲနဲ့အချင်းချင်းဖေးမတွဲကူပြီးတော့တော်လိုင်းမျှော်မှန်းချက်ပြည့်တည်အထိသူတို့ကကြိုးပမ်းသွားမည်ဖြစ်ကြောင်းတဝင်လွာပေးပို့လိုက်တယ်အဲ့လိုမျိုးတဝင်လွာပေးပို့ပြီးသိမကြခင်မှာပဲပေါ့နော်နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏မြန်မာအစိုးရအသစ်နဲ့အပြစ်ခတ်ရက်စဲရေးဂရီကိုဝေများကိုဆက်လက်ထိန်းသိမ်းပြီးနိုင်ငံရေးပြဿနာများကိုနိုင်ငံရေးနည်းလမ်းဖြင့်ငြိမ်းချမ်းစွာဆွေးနွေးပြေရှာနိုင်ရန်အထူးမျှော်လင့်ထားကြောင်းဆိုပြီးတော့နောက်ထပ်စစ်ကောင်စီကိုတဝင်လွာထပ်ပို့လိုက်တဲ့အတွက်မယုံနိုင်အောင်ဖြစ်နေကြရတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဘယ်ဥစ္စာကိုယုံကြည်ရမလဲဆိုပြီးတော့ဝေဝါးနေကြရတဲ့အနေအထားပေါ့နော်အဲ့တော့ဒါမဟာမိတ်အနေနဲ့လည်းဒါတဝင်လွာပေးပို့လိုက်တယ်အာခတ်တပ်တော်နဲ့အတူတူပေါ့နော်ဒီ၃ဘွဲကဒီမာမိတ်ဒါချစ်ကြည်ရင်းနှီးမှုတွေကိုဆက်လက်တည်မြဲစေဖို့အတွက်ပြီးရင်ဒါတော်လိုင်းရှိမှန်းချက်ပြည့်ဝသည့်အထိပေါ့နော်အဆုံးထိသွားမယ်ဆိုတဲ့သဘောပေါ့ဗျာအဲ့လိုပုံစံမျိုးပို့လိုက်ပြီးတိတ်မကြခင်မှာပဲနိုင်ငံတော်သမ္မတမင်းအောင်လှိုင်ဦးမင်းအောင်လှိုင်ဆိုပြီးတော့ထပ်ပြီးတော့မင်းအောင်လှိုင်ကိုတဝင်လွာပေးပို့လိုက်တာကြတော့ပေါ့နော်ဒါတော်တော်လေးတော့အစင်မပြေဖြစ်ခဲ့ကြတယ်ပေါ့နော်ပြောမယ်ဆိုရင်ပြည်သူတွေအတွက်စိတ်မကောင်းဖြစ်စရာပေါ့လေနော်အဲ့တော့ဒီဖြစ်စဉ်အပေါ်မှာပြင်းထန်တဲ့ဝေဖန်မှုတွေလည်းရှိပါတယ်ကျွန်တော်ခုနပြောလို့ပေါ့နော်ဒါ TNL အနေနဲ့လည်းဒီဥစ္စာတွေကိုမျှော်တွေးထားပြီးလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပေါ့နော်အဲ့တော့အထင်ကြီးခဲ့သမျှယူကျုံးမြဖြစ်တာတွေလည်းရှိကြပါလိမ့်မယ်ဒါအပြင်ယုံကြည်မှုနဲ့ပတ်သက်လို့မေးခွန်းထုတ်တာတွေလည်းတွေ့ရသလိုတော်လိုင်းရေးပေါ်မှာတစ္ဆာဖောက်သွားပြီလားဆိုတဲ့ပြောဆိုမှုတွေပါမြင်တွေ့နေရပြီဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကတော့ပြောမှာပါပဲဒီအချိန်ဒီကာလဆိုတော့ပို့လို့တော့မှစိုးပါသေးတယ်ပေါ့နော်ဆိုတော့ဘာတွေဖြစ်လာမလဲဒါခံမှန်းလို့မရနိုင်ဘူးပေါ့နော်ပြောမယ်ဆိုရင်ဘယ်အချိန်တွေမှာဘယ်အချိန်မှာဘယ်သူတွေကဘာတွေဖြစ်လာမလဲဆိုတာကိုကျွန်တော်တို့အားလုံးမသိနိုင်တဲ့အနေထားပါတော့ပြောမယ်ဆိုရင်အမျိုးမျိုးသောအခြေအနေတွေပြောင်းလဲသွားနိုင်ပါတယ်အခုလက်ရှိအနေထားတစ်မျိုးဒါတိတ်မကြခင်မှာပဲနောက်ထပ်တစ်မျိုးဆိုတဲ့ပုံစံမျိုးတွေလည်းဒါချက်ချင်းလက်ငင်းဆိုသလိုပြောင်းလဲသွားနိုင်တဲ့အရေးကြီးတဲ့ကာလတစ်ခုဖြစ်တယ်ပေါ့နော်အနေထားတွေကအဲ့လိုရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေတေချာတာတွေပို့ပြီးတော့လှုပ်ဆောင်ကြဖို့လိုပါတယ်တေချာအောင်လှုပ်ဖို့လည်းလိုပါတယ် PR ဆိုတာရှိပါတယ်ဒေါ်လာတက်ဖွဲ့အသီးသီးမှာလည်း PR တွေရှိပါလိမ့်မယ်ပေါ့နော်ဒါတော့ဒါ PR တွေကတော့မတူညီနိုင်ဘူးပေါ့လေနော်ဒါပေမဲ့ IPR တွေကိုကျွန်တော်တို့ဘယ်လိုမျိုးအကောင်းဆုံးကြော်ဖြတ်ကြမလဲပေါ့နော် IPR တွေအောက်ကနေပြီးတော့ကျွန်တော်တို့ရုံးထွက်ပြီးတော့ဒါဖောက်ထွက်ဖို့အတွက်နီလန်းရှာနိုင်ဖို့ကပို့ပြီးတော့ရေးကြီးပါတယ်ဗောနော်အဲ့ဟာကိုပဲကျွန်တော်တို့ကဒါပို့ပြီးလှုပ်ဆောင်ကြဖို့လိုပါတယ်ဆိုတော့အချို့မပါဝင်လာတော့ဘူးဆိုရင်လည်းပါဝင်နေတဲ့အဖွဲ့တွေကိုပိုအားကောင်းအောင်ဒါကျွန်တော်တို့တိဆောက်ပြီးတော့ဆက်လက်တိုက်ပွဲဝင်ကြဖို့ပဲရေးကြီးတယ်လို့ပြောချင်ပါတယ်အဲ့တော့ဒီလိုပါပဲဗောနော်ဒီတကြံရက်ကာလအတော်တွင်းမှာသတင်းကောင်းတွေလည်းကျွန်တော်တို့ကြားရတဲ့ရက်တွေရှိတယ်ခုနလိုပေါ့နော်စိတ်မချမ်းသာစရာပေါ့နော်စိတ်ပြက်အားငယ်စရာပေါ့နော်ပြီးရင်ဒါခုနလိုမျိုးဒါခံပြင်းဒေါသထွက်စရာပေါ့နော်ယူကျုံးမရဖြစ်စရာဒီလိုမျိုးသတင်းဒီနေ့လိုမျိုးသတင်းတွေလည်းဒါကျွန်တော်တို့ဒါကြုံတွေ့နေရတာရှိပါတယ်ဒါတကြံကာလကရှည်လျားတယ်လို့တော့ပြောရမယ်ပေါ့နော်အဲ့တော့လုံနိုင်တဲ့အပိုင်းတွေမှာကျွန်တော်တို့လုံနိုင်တဲ့လောက်ဆက်ပြီးတော့လှုပ်ဆောင်ကြဖို့ပဲလိုပါတယ်တကယ်လုံနေပါတယ်ဆိုတဲ့အဖွဲ့တွေလည်းအများကြီးကိုရှိပါတယ်ပေါ့နော်ကျွန်တော်ပြောချင်တာကတော့ဘယ်သူပါမှငါတို့တော်လန်မယ်ဆိုတဲ့စိတ်နဲ့ဒီတော်လန်ရေးကိုလုပ်ခဲ့ကြတာမှမဟုတ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့အားလုံးပါဝင်လာတယ်ဆိုရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့တော့အားလုံးပါဝင်နိုင်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲတချို့မပါဝင်နိုင်တော့ဘူးဆိုရင်လည်းကျွန်တော်တို့ရှိနေပါသေးတယ်ဆိုတဲ့အဖွဲ့တွေနဲ့ဒီတော်လန်ရေးအောင်မြင်သည့်အထိဘယ်လိုသွားကြမလဲဆိုတဲ့အကြောင်းအရာတွေကပို့ပြီးတော့အရေးကြီးလာပါတယ်အဲ့တော့ကျွန်တော်တို့တွေပို့ပြီးတော့စီးလုံးဖို့လိုတယ်အပြစ်မြင်တာတွေရှိတယ်စိတ်ဆိုးဒေါသထွက်တာတွေခံပြင်းတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဟာတွေအားလုံးကိုကြော်လွန်ပြီးတော့ကျွန်တော်တို့ပြည်သူတရလုံးလွတ်မြောက်ဖို့အတွက်ပေါ့နော်ဒါတော်လိုင်းတပ်ဖွဲ့တွေနဲ့အတူတူဆက်လက်ပြီးတော့ကိုတက်နိုင်တဲ့အပိုင်းတွေမှာပါဝင်လှုပ်ဆောင်သွားကြဖို့လည်းရေးကြည့်တယ်ဆိုတာလေးပြောချင်ပါတယ်ဗောနော်အဲ့တော့ဒီလိုဟာပဲပေါ့နော်နေမြင့်တွေကတော့ရှိပါတယ်ဗောနော်နောက်တစ်ခုကတော့ဒါမဲသောကျေပြောင်ကုန်းစကန်သိန်းတိုက်ပွဲမှာတင်စီရရှိခဲ့တဲ့လက်နက်ခဲယမ်းနဲ့မှတ်တမ်းတပ်ပုံတွေကို KNU ကထုတ်ပြန်လာတာရှိပါတယ်အဲ့တော့ဒီမှတ်တမ်းတပ်ပုံတွေထဲမှာစစ်ကောင်စီစီကတင်စီရရှိတဲ့လက်နက်ခဲယမ်းတွေဒါပုံလိုက်ပြထားတဲ့ဟာတွေလည်းတွေ့ရမှာဖြစ်သလိုပေါ့နော်စစ်ကောင်စီကလူမဆန်စွာနဲ့ဘာမှဒီစီရေးပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုပြတ်မှတ်ထားပြီးတော့တိုက်ခိုက်သွားလို့စာတင်ကြောင်းတွေပျက်စီးတဲ့မှတ်တမ်းတပ်ပုံတွေလည်းဒါပါနေတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဆိုလိုချင်တာကစစ်ကောင်စီဟာသူတို့ရဲ့စီရေးပြတ်မှတ်ဆိုတဲ့ဟာကပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေမဟုတ်တော့ဘဲနဲ့ပြည်သူတွေပြီးရင်ပြည်သူတွေနေတဲ့ဒါအိမ်တွေကျေးရွာတွေပြီးတော့ဒီစာတင်ကြောင်းတွေဆေးရုံတွေ
ဖျားเจ้าနေဖုန်းကြီးเจ้าနေဒီလိုမျိုးနေရာတွေကိုအဓိကစီးရေးပြတ်မှတ်တစ်ဖွဲ့လို့တောင်မှသူတို့ကတတ်မှတ်ပြီးတော့ဒါတက်ခိုင်နေတာမျိုးကိုတွေ့ရမှာပါပေါ့နော်အဲ့တော့အဲ့လိုမျိုးနေရာတွေကနေပြီးတော့တောင်မှကျွန်တော်တို့ဝေးဝေးရှောင်ရမယ့်အနေအထားတွေဖြစ်လာနေပါတယ်အရင်တော့ဆိုရင်တော့ဒီဖုန်းကြီးเจ้าနေစာတင်เจ้าနေဆိုတဲ့ဟာကလုံခြုံနေ agent နေဆိုတဲ့စိတ်ခံစားမှုကိုပေးတယ်အခုကျတော့အဲ့ဒီနေရာတွေကပို့ပြီးတော့တောင်မှအနေနဲ့များနေတဲ့အနေအထားမျိုးကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ပို့ပြီးသတိထားကြဖို့လိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒါဗီဒီယိုတစ်ခုလည်းပြချင်တယ်ပေါ့နော်အဲ့ဒါကစစ်ကောင်စီဘက်ကပေါ့နော်စစ်ကောင်စီအားပေးထောက်ခံပါလေဆိုတော့စစ်ကောင်စီဟောင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဘူလက်လှဆွေပေါ့နော်အဲ့တော့အဲ့ဘူလက်လှဆွေကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ပေါ့နော်မင်းအွန်လိုင်းကိုပဲရွေ့ဆောင်ပြီးတော့ပြောတဲ့ပုံစံမျိုးနဲ့ဒါဗီဒီယိုတစ်ခုတင်လာတာအားလုံးသိပါလိမ့်မယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့တကြံအကျိုးနေ့ပေါ့နော်ဒါကျွန်တော်တို့ကိုမဖြစ်မနေဖိတ်စာနဲ့ဖိတ်တဲ့တကြံဖွင့်ပွဲတွေကတကြံဖွင့်ပွဲတွေဘာတွေတော့ဒါလူမှုရေးရသွားရမှာဖြစ်ပါတယ်ပေါ့နော်လူမှုရေးရပေါ့နော်သွားကျင်လို့တော့မဟုတ်ဘူးပေါ့နော်ဘယ်တော့ဖိတ်ပေါ့ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဒီလိုကာလရေပတ်ပြီးတော့ပျော်ပွဲရှင်ပွဲလုပ်နေဖို့စိတ်ထဲမှာလုံးဝမပါပါဘူးတဲ့ဒါကျွန်တော်စိတ်ရင်းအမှန်ကိုပြောပြတာပါတဲ့မင်းအောင်လိုင်းကိုပြောနေတယ်လို့ပဲပေါ့နော်ဘာလို့သူကအဲ့လိုပျော်ပွဲရှင်ပွဲတွေလုပ်ဖို့အတွက်စိတ်မပါတာလဲဆိုတော့ဒါကျွန်တော်နားထောင်ကြည့်အောင်ပေါ့နော်သမရဖြစ်ပြီးဆိုတော့အထိတ်မှတ်နဲ့ပေါ့နော်ဒီတကြံပွဲတွေကိုအရင်ခါတက်ပို့ပြီးစီကားအောင်ဆိုပြီးတော့လှုပ်ဆောင်နေတာသူတို့ကိုလည်းဖိတ်တယ်ပေါ့ဗျာဒါဘူးလက်တို့ကိုလည်းဖိတ်တယ်ပေါ့နော်အဲ့လိုဖိတ်တဲ့ဟာကိုသူစိတ်မပါဘူးပေါ့နော်သူစိတ်ပါနေတာကရှမ်းမြောက်ပြန်မရသေးဘူးရခိုင်ပြန်မရသေးဘူးပြီးရင်သူတို့ရဲ့ဒါအဖမ်းခံထားရတဲ့စစ်သားတွေပြန်မလွတ်သေးတိဝါရဲ့ကောင်တွေကြသူမပြောဘူးပေါ့နော်အဲ့တော့အဖမ်းခံထားရတဲ့စစ်သားတွေကလည်းပြန်လွတ်ပေးမှလွတ်မဲ့အနေထားပေါ့နော်ဒါမင်းအွန်လိုင်းကလည်းဘယ်တော့မှကင်မဲ့ပုံစံမျိုးမရှိဘူးညှိနှိုင်းတာမျိုးလည်းရှိမှာမဟုတ်ဘူးပေါ့နော်အခုလိုမျိုးဖမ်းခံလိုက်ရပြီဆိုကနေကသူကသူ့ရဲ့စစ်သားတွေလို့တော့သူကမတွက်ဘူးသူကရှိနေစင်မှာကလေးကသူ့ရဲ့စစ်သားတွေလို့မတွက်ဘူးသူကတရားတွေကိုအတုံးချခံနေလို့ပဲသူကတွက်ထားတာပေါ့နော်အားကြောင့်လို့ပြန်ပြီးလွတ်မြောက်ဖို့ဆိုတာကလည်း A ကဖမ်းတယ်ဆိုရင် A ကလွတ်ပေးမှလွတ် PDF ကဖမ်းတယ်ဆိုရင် PDF ကလွတ်ပေးမှပဲလွတ်မှဘွားတယ်ပေါ့နော်အဲ့တော့ဒါတော့သူကစိတ်ထဲမှာသူရှိနေတာပေါ့နော်အဲ့တော့ဖမ်းခံထားရတဲ့စစ်သားတွေပြင်ရှမ်းမြောက်ပြန်မရသေးဘူးရခိုင်ပြန်မရသေးဘူးပေါ့နော်ဒါသူတို့ကိုယ်တိုင်ပြောတာပေါ့နော်ဒါပေမဲ့ TikTok တို့ Telegram တို့ဒီလိုနေရာတွေမှာတော့သူတို့ရဲ့ဘုံမတွေကတော့ရှမ်းမြောက်လည်းပြန်ရသွားပြီရခိုင်လည်းပြန်ရသွားပြီပေါ့နော်မြေပြင်မှာလည်းနိုင်နေပြီနိုင်ငံအကုန်လုံးကလည်း agent နေပြီဆိုပြီးတော့ပြောဆိုနေကြတာတွေ့ရမှာဖြစ်စစ်စီဘယ်တော့စမလဲပေါ့နော်တမ်းပြန်ထိုးစစ်ကြီးဘယ်တော့စမလဲအဲ့ဥစ္စာကိုပဲကျွန်တော်မျှော်လင့်နေတယ်နားဆွင့်နေတယ်ပေါ့နော်တကယ်တမ်းကနားဆွင့်မနေနဲ့အဲ့ဒါစနေတာကြားလာပြီနော်ဘူးလက်ကိုပြောမှာပေါ့နော်ဟုတ်တယ်တကယ်ကိုစစ်ကောင်စီဘက်ကနီလန်းအကုန်သုံးနေတာရှိသမျှသောနီလန်းကိုအကုန်သုံးနေတာပေါ့နော်ဒါပေမဲ့နောက်ထပ်သူတို့နီးပညာတွေမြင့်နေတာတော့လေဒါကျွန်တော်သတိထားမယ့်အရာတွေဖြစ်တယ်ဒါပေမဲ့စစ်ကောင်စီအသုံးပြုနေတဲ့နီလန်းတွေကသူတို့မှရှိတဲ့နီလန်းအကုန်ပဲကောင်တာတွေဘာတွေပြောမနေတဲ့အကုန်လုံးကိုကုန်နေပြီသူတို့သုံးနေတဲ့နီလန်းတွေပေါ့နော်ဒါပေမဲ့အဲ့နီလန်းတွေကိုပို့ပြီးတော့အစွမ်းထပ်အောင်လို့ဆိုတဲ့ပုံစံမျိုးတွေတော့လှုပ်ဆောင်နေတာကိုဒါကျွန်တော်မျက်ခြေမပြတ်ဖို့တော့လိုတယ်ပေါ့နော်တကယ်တော့အဲ့သူတို့ရဲ့ပြောတဲ့တံပြန်ထိုးစစ်ဆိုတာကစနေတာကြာပါပြီပေါ့နော်အဓိကတော့ဒီလိုမျိုးတွေသူကဒီလှုပ်လာပြီဆိုတဲ့အခါကြမှာပဲပေါ့နော်ဒီနေရာတွေရပြီဆိုတဲ့အခါကြမှာပဲသူကသူ့ရဲ့စိတ်နှလုံးအေးချမ်းမယ်ဆိုပြီးပြောထားတာပေါ့နော်ဘယ်တော့မှအေးချမ်းမှာမဟုတ်ပါဘူးပေါ့နော်ဘာလို့လဲဒီရခိုင်ကိုသူတို့ချိန်ဝါနေတာကြာလာပြီဘူးလက်ဆိုရင်အားခတက်တော့အေးကိုသူကပထွေးမုံကိုမုံတာပေါ့နော်လုံးဝဘလို့မုံမှန်းကိုမသိသူကမုံတာဒီပြောလိုက်တိုင်းမှာသူကအားကတက်တော့အေးအကြောင်းပါတယ်ရခိုင်အကြောင်းပါတယ်ဗောနော်ဘလို့လုတ်ပြစ်မှာလေရင်နေနဲ့ဘလို့မျိုးဟိုဖြစ်ပြစ်မှာထွန်းမြင့်နိုင်ကိုဘာလုတ်ပြစ်မှာအဲ့လိုမျိုးဗောနော်ဗိုလ်ချုပ်ထွန်းမြင့်နိုင်တို့ကအစားသူကပြောဆိုတာရှိတယ်ဗောနော်အဲ့တော့အဲ့လိုနေရာတွေပြန်ရမှပဲသူစိတ်နှလုံးအေးချမ်းမယ်ဆိုရင်တော့ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးဗောနော်အားကတက်တော့အေးကပြန်ပေးဖို့အတွက်တိုက်ထားတာမဟုတ်ဘူးလို့အခုချိန်ထိတက်တည်ပြနေတုံးပဲဗောနော်အဲ့တော့ရုပ်စာကတော့ဖြစ်လာမှာမဟုတ်ဘူးဒီလိုပြောတယ်ဆိုတာက तू ကငပိကျော်စားခြင်းလို့ပြောနေတယ်လားလို့တော့မှဒါကျွန်တော်ထင်မိတယ်ဗောနော်ဒါမင်းအောင်လိုင်းကိုတဲပြီးတော့ဖုတ်နေတဲ့ပုံစံမျိုး तू အဲ့လိုပြောနေတဲ့အချိန်မှာကျွန်တော်ပြောတဲ့ဗောနော်ဒါမင်းအောင်လိုင်းနေတဲ့ तू တမဖြစ်လာတဲ့အထိတ်မှတနိုင်ငံလုံးတကြံပွဲတော်တွေစီကားအောင်ကျင်းပဖို့မဖြစ်မနေလှုပ်ဆောင်ခိုင်းနေတာအဲ့တော့အဲ့လိုအနေထားမျိုးမှာသွာလာလှုပ်ရှားပျော်ပါတောက်စားပြည့်ရေပတ်ပျော်ရွှင်မြူးတူးနေတယ်ဆိုတဲ့သူကိုပြောလိုက်တာဗောနော်အဲ့ဒါကမင်းအောင်လည်းဖြစ်နေတာဗောနော်ကျွန်တော်အဲ့လိုမျိုးတော့စိတ်မပါဘူးဗောနော်အဲ့လိုမျိုးလည်းမလုပ်အောင်ဗောနော်အဲ့လိုပုံစံမျိုးပြောလိုက်တာအဲ့တော့ဘူးလက်အနေနဲ့ဗောနော်နှစ်သက်မှာဒါတန်တိုင်းနေကြရောက်ပါစေလို့လည်းဆုတောင်းပါတယ်ဗောနော်အဲ့တော့မင်းအောင်လိုင်းကတော့ဒါဇွတ်သမရပဲဗောနော်သူအခုလိုမျိုးတွေလုပ်ပြတယ်ဒီလိုတွေလုပ်ပြတယ်ဆိုပေမဲ့လည်းဘယ်သူမှအတိမမပြုတ်ဘူးအခုဆိုရင်ဒါကုလသမဂ္ဂကဒါ73ရက်နေ့မှာဗောနော်ကဘာတဝန်းလုံးကနိုင်ငံခေါင်းဆောင်ထုတ်ပြန်လာတာရှိတယ်ဗောနော်အဲ့ထဲမှာတော်တော်လေးအားရစရာကောင်းတာကျေနပ်မိတာပါတယ်ဗောနော်အဲ့ဒါပါလဲဆိုတော့ဒါမြန်မာရဲ့ခေါင်းဆောင်နေဆိုတဲ့နေရာမှာမြန်မာနိုင်ငံရဲ့ခေါင်းဆောင်နေကြီးကဲတွေဆိုတဲ့နေရာမှာမင်းအောင်လိုင်းသမရဆိုတဲ့ဟာမပါဘူးဗောနော်မပါဘူးလုံးဝမပါဘူးသမရလို့မင်းအောင်လိုင်းနာမည်လည်းမပါဘူးပြောမယ်ဆိုရင်တကြံမတိုင်ခင်ကမှသူကဒါသမရကျန်းသစ္စာဆိုတယ်ဗောနော်သမရအဖြစ်သူကိုသူတတ်မှတ်လိုက်တယ်ရက်သိမ့်မချားဘူးဗောနော်မချားဘဲနဲ့ကုလသမဂ္ဂကဒီအမည်စင်းကိုထုတ်ပြန်လိုက်တာဖြစ်တယ်ဗောနော်အဲ့ထုတ်ပြန်မှုတဲမှာမင်းအောင်လိုင်းသမရဆိုတဲ့နာမည်မပါဘူးဗောနော်ပြောမယ်ဆိုရင်ကုလသမဂ္ဂကတမင်များလုံနေသလားဗောနော်မင်းအောင်လိုင်းသူကိုသူသမရကြီးညာနဲ့ပြီးတာနဲ့နိုင်ငံခေါင်းဆောင်တွေရဲ့စင်းကိုထုတ်ပြန်တယ်ဆိုတော့တမင်များလုံနေသလားလို့တော့မှထင်မိတယ်ဗောနော်အဲ့တော့ဒါဆိုရင်ဒါမြန်မာ
နိုင်ငံရဲ့ခေါင်းဆောင်တွေကဘယ်သူတွေလဲအကြီးအကဲတွေကဘယ်သူတွေလဲကျွန်တော်တို့အားလုံးမျှော်လင့်ထားတဲ့သူကျွန်တော်တို့အားလုံးချစ်ခင်လေးစားတဲ့ပုံကိုယ်တွေပဲဖြစ်ပါတယ်ဗောနော်ဆိုတော့2018ခုနှစ်ဆိုင်ရာအမြဲတမ်းဒါကိုယ်စားလှယ်နေရာမှာဒီအမည်စည်းရင်းတွေပဲပါလာခဲ့တယ်ဆိုပြီးတော့သိရတယ်ဆိုတော့ရှက်စရာကြီးပေါ့ဗျာရှက်စရာကြီးဒါမရောက်နိုင်နေနဲ့ဒီသမ္မတလုံးဖို့အတွက်သူအများကြီးစူးစမ်းခဲ့အများကြီးစူးစမ်းဆိုလူတွေအများကြီးတက်ခဲ့တယ်ဗောနော်လူတွေအများကြီးဒုက္ခရောက်အောင်လုပ်ခဲ့တယ်နိုင်ငံကိုဒုက္ခရောက်အောင်လုပ်ခဲ့တယ်သူ့ရဲ့စစ်သားတွေတောင်မှပဲအရင်ထက်မတူတဲ့ဗောနော်ဒုက္ခရောက်နေမျိုးစုံကိုသူပေးခဲ့တယ်လောကအကုန်လုံးကိုနင်းချေခဲ့တယ်ဗောနော်အဲ့တော့အဲ့နေရာကိုရောက်လာပြီဆိုတဲ့အခါမှာလဲသူ့ကိုသူသမ္မတဆိုပြီးတော့သူဂုဏ်ယူဝေကြွားစာနဲ့ပြောဖို့နေနေတာဗောနော်သူ့ကိုအတိမတ်ပြုတဲ့နိုင်ငံက17နိုင်ငံလာပဲရှိတယ်ဗောနော်ဒါတော့မှဒါသူအမြဲတမ်းတပေါင်းသိနေရပါတယ်ဆိုတော့ရုရှားပြီးရင်ဘယ်လာရုစ်ပြီးရင်တရုတ်ပေါ့နော်ဒီလိုနိုင်ငံမျိုးတွေကပဲသူ့ကိုအတိမတ်ပြုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ကျန်တဲ့နိုင်ငံတွေကမကောင်းတက်လို့တာခေါ်ပြောနေရတဲ့ပုံစံမျိုးသွားတွေ့ရတယ်အဲ့တော့ရှက်စရာကြီးလို့ပြောရမယ်ပေါ့နော်ပြီးတော့အခုလိုမျိုးကြီးခွဲခြားပြီးတော့ထုတ်ပြန်လိုက်တဲ့ဟာကတကယ်ကိုအားရစရာကောင်းပါတယ်ပေါ့နော်ကျွန်တော်တို့မြန်မာတနိုင်ငံလုံးရဲ့ခေါင်းဆောင်တွေအကြီးအကဲတွေကဒါမေစုတို့တမန်ကြီးဦးဝင်းမြင့်တို့ပြီးတော့တမန်ကြီးဆိုရင်လည်းဒါမြန်မာနိုင်ငံရဲ့ဒါကိုယ်စားလှယ်နေရာမှာရှိတယ်ဗောနော်ကုလမှာရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးကြီးအဆက်ခွေးလိုက်တယ်လို့တော့မှကျွန်တော်ကယူဆချင်သေးတယ်ဗောနော်ဒါမင်းအောင်လှိုင်ကိုသမ္မတဖြစ်ဘယ်သူမှမတတ်မှတ်ဘူးဗောနော်အဲ့တော့ဒါကလည်းအားရစရာကောင်းတယ်ဗောနော်ပြီးတော့နောက်ထပ်ဗီဒီယိုလေးတစ်ခုပြချင်ပါတယ်ကျွန်တော်အမြင်ကိုပြောပြမယ်ဗောနော်ဒါဖြစ်တင်လားမဖြစ်တင်လားဆိုတဲ့ဟာကိုလည်းပြည်သူတွေအနေနဲ့လည်းဒါကြည့်ရှုပေးကြပါဗောကိုကြီးကဘာလို့မလူးတာလဲဖာလဲချာလဲနေဗောနော်ပြီးတော့မေးလိုက်သေးတယ်ဗောနော်တော်တော်ချစ်ဖို့ကောင်းတဲ့လူငယ်တွေပါဗောနော်တကြံအခါတမရမှာဗောနော်လူငယ်တွေဒါမင်းအောင်လှိုင်ရဲ့လောက်ခံဒါရဲတွေဗောဗျာရဲတွေဗောနော်ဒါပြည်သူကိုနှိပ်စက်တာမျိုးစုံဗောနော်နှိပ်စက်တာမျိုးစုံဒီအာဏာသိမ်းကာလအတော်တွင်ဆန္ဒပြကာလတွေမှာပြည်သူကိုဘယ်လောက်တောင်မှနှိပ်စက်ခဲ့တယ်လဲအားလုံးလည်းမြင်တာပဲဗောနော်ဒါပရိုက်တာသမားတွေကိုဗောနော်လုံးဝတနက်တင်နေနဲ့လွှဲပြီးတော့ရိုက်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ရတဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေဗောနော်ပြည်သူတွေရဲ့ပစ္စည်းတွေကိုဒါရိုက်နှက်ဖျက်ဆီးတချို့ဆိုင်ကယ်တွေကားတွေဆိုရင်ဘာမှမဆိုင်မှန်နေပြစ်ခွဲပစ်တာတွေဆိုင်ကယ်တွေကိုကားပေါ်တင်ပြီးတော့ယူဆောင်သွားတဲ့ဟာတွေပြည်သူတွေရဲ့ဈေးဆိုင်တွေအိမ်တွေကိုရိုက်ခွဲတာတွေဖျက်ဆီးတာတွေနောက်ဆုံးအရက်ပလင်းတောင်ခိုးတယ်ငါပြောသေးအရက်ပလင်းဘာမှတမိုးမရှိတဲ့ဟာတွေကစခိုးယူတယ်ဗောနော်ဒီလိုမျိုးပုံစံမျိုးစုပ်ပြတ်နေတဲ့အကျင့်စရိုက်ရှိပါတယ်ဆိုတဲ့ကောင်တွေကိုကျွန်တော်တို့အမြဲတမ်းမှာသတိပေးပြောဆိုနေရပါတယ်ဆိုတဲ့လူငယ်တွေကအဲ့လိုမျိုးလေးတွားလုံနေတာမြင်ရတော့စိတ်ထဲလည်းအဆင်မပြေဘူးပေါ့ဗျာဒါကျွန်တော်ကတော့ပေါ်တာဆွဲခံရတယ်ဆိုရင်ဘယ်လိုဖြစ်မဲကျွန်တော်တို့တွေပြောလိုက်ရတာဗောနော်ပြီးရင်ဒါစစ်သားတွေရဲတွေဆိုတာကလူငယ်တွေကိုဒီလိုမျိုးတွေလုပ်နေတယ်ကျွန်တော်တို့တွေပြောခဲ့ကြတယ်ဗောနော်ဒါလက်မီသမျှပြည်သူတွေကလည်းပြောဆိုကြရတယ်ရှိတယ်ဗောနော်အဲ့တော့ပြည်သူပေါ်မှာစေတနာလည်းမရှိဘူးပြည်သူကိုနှိပ်စက်ခဲ့တာလည်းအားလုံးမျက်မြင်ပဲဗောနော်အဲ့တော့အဲ့လိုကောင်မျိုးတွေကိုခုလိုမျိုး blue play လုပ်နေတဲ့ဟာကကျွန်တော်အနေနဲ့ဗောနော်အစင်မပြေလောက်ဘူးဗောဗျာအစင်မပြေလောက်ဘူးဆိုတာကျွန်တော်မှတော့တို့အတွက်စိတ်ပူလိုက်ရတာဗောနော်တို့တွေပျော်တာတွေပါတာတွေကိုကျွန်တော်တို့တွေမနာလို့မရှုစိမ့်ဖြစ်เสียတော့မရှိဘူးဗောနော်ချပလိုက်ပျော်ပလိုက်ဘာမှမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အားလုံးကကိုရွေးချယ်မှုနဲ့ကိုပဲဗောနော်ကျွန်တော်ဒီတော်လိုင်းမှာပါဝင်လာပါတယ်ဆိုတော့လူငယ်တွေအကုန်လုံးကလည်းဘယ်သူမှရိုက်သွင်းတာမဟုတ်ဘူးဗောနော်မင်းတို့တော်လိုင်းတွားလို့တော်ထဲမှာနေခက်ခဲနေငတ်ပြက်နေပြီးရင်လက်နက်ကင်ပြီးတော့ဒါဒီစစ်အာဏာရှင်ကိုတက်ပြီးတော်လန်ဆိုတဲ့ဟာမျိုးကိုဘယ်သူမှခိုင်းစေခဲ့တာမဟုတ်ဘူးအိမ်ကတော့မှမသိအောင်ထွက်လာခဲ့တဲ့လူငယ်တွေအများကြီးပဲဗောနော်အဲ့တော့အဲ့လိုမျိုးလူငယ်တွေနဲ့ခုနလူငယ်တွေနဲ့ကွာခြားချက်တွေကဘာတွေလဲကျွန်တော်လည်းစဉ်းစားလို့ကိုမရတော့ဘူးဗောနော်အဲ့တော့ဒီတော်လိုင်းကငါနဲ့မဆိုင်ဘူးလို့နေခြင်းတပါဆိုလည်းနေကြပါဗောနော်ပြီးတော့ဒါကိုလုံးမကိုစားရတာပါဆိုရင်လည်းဒါနေကြပါဗောနော်ဘာမှမဖြစ်ဘူးဗောနော်ဒါပေမဲ့ခုနလိုမျိုးဗောကိုယ့်ပေါ်နှိပ်စက်တဲ့သူကိုမဟုတ်ဘူးဆိုရင်တော့မှပဲပြည်သူပေါ်မှာနှိပ်စက်တဲ့သူဒီလိုမျိုးလူကိုတော့ဒါခွဲပြသိစေချင်ပါတယ်ဗောနော်အချင်းချင်းလှုပ်လို့ရတယ်အချင်းချင်းစားနောက်လို့ရတယ်တနခါလေးမျိုးရက်တိုက်ကြိုက်တာလှုပ်လို့ရတယ်ဗျာခုနလိုမျိုးဗောနော်ဒါတိရစ္ဆာန်ထက်မရိုင်းဆုပ်ပဲတဲ့ကောင်မျိုးတွေနဲ့တွားပြီးတော့ဘလူးပလဲလှုပ်နေတာကြတော့စင်မပြေလောက်ဘူးဗောနော်ဒါကလေဒါတွေးလိုက်မိတာလေးကိုဒါပြတာပါဗောနော်လူငယ်တိုင်းကတော့အဲ့လိုဟုတ်ချင်မှဟုတ်ပါလိမ့်မယ်ဒါပေမဲ့ဗောနော်ဒီလိုမျိုးရဲတွေစစ်သားတွေဆိုတဲ့ဟာကလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူအကုန်လုံးကိုဒုက္ခဆင်းရဲတွင်နဲ့ကြအောင်အသက်အန္တရာယ်ကြအောင်လှုပ်ဆောင်နေတဲ့ကောင်တွေဖြစ်တယ်ဆိုတဲ့အကြောင်းလေးတော့ဒါကိုယ်ပြသိကြဖို့လိုတယ်ဗောနော်အဲ့တော့ပြည်သူတွေကိုယ်တိုင်ပဲသုံးသပ်ကြည့်ကြပါဗောနော်ဆိုတော့သတင်းတွေကတော့ဒီလိုမျိုးပဲဗောနော်နေ့စဉ်နဲ့အများထူးခြားနေရရှိပါတယ်ကမ္ဘာအရေးမြန်မာအရေးဗောနော်အများကြီးပဲထူးခြားရရှိပါတယ်အဲ့တော့ကျွန်တော်တို့တွေမျက်ရှင်မပြတ်အမိလိုက်ရင်းနဲ့တော်လိုင်းမှာဆက်လက်ပြီးတော့ပါဝင်ပေးကြပါအောင်လို့ဒီညနေဒါပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်